မေလာမှာထွက်ရှိလာမယ့် Collector Skin ကတော့ Alice ပဲဖြစ်ပါတယ်။ Skin ပုံစံထွက်ချင်းမှာပဲ Lunar Skin နဲ့တူတယ်ဆိုပြီးတော့အပြောခံနေရပါတယ်။ဒါပေမဲ့သေချာကြည့်လိုက်ပြန်တော့လည်းပဲအရင်တူမနေဘူးဗျ။ Alice ရဲ့ငကိုပုံစံက FZ ဆိုတော့မြင်နေကြပုံစံဆုံးမဆိုရင်လည်း Collector Skin ထုတ်ပေးရဆိုတော့နတ်သမီးလေးလိုမျိုးလှအောင်လုံရင်းရနေမျိုး Lunar နဲ့ဆင်သွားတယ်ထင်ပါတယ်။သူရဲ့ Scale effect တွေကိုကြည့်မယ်ဆိုလို့ရှိရင်လည်း Scale 1မှာဆိုလို့ရှိရင်လိပ်ပြလေးတွေပါတယ် Galaxy ပုံစံအလုံးလေးကိုပြစ်လိုက်ပြီးတော့နေရာပြောင်းလိုက်တဲ့ effect လေးကတော်တော်လေးကိုလှပါတယ်။ Show effect ပေးမဲ့ Scale 2ဆိုလို့ရှိရင်လည်းအလဲမှာလိပ်ပြကြီးပေါ်လာအောင်မဲ့အပြင်မှာဘေးပပတ်လိမ်မှာလည်း Galaxy အငွေ့သက်တွေပေါ်နေမှာဖြစ်ပြီးတော့လိပ်ပြလေးပါပတ်ပြီးတော့ပြန်နေအောင်ပါ။အဲ့ဒီမိတ်သုံးလိုက်လည်းပဲလေးပေါ်ကိုပြန်တက်သွားပြီးတော့ Alice ရဲ့တောင်ပန်ကြီးကိုဖျက်လိုက်မှာပါ။အောက်ကိုပြန်ကျလာတဲ့အချိန်မှာတော့ဘေးပပတ်လိမ်မှာလိပ်ပြလေးတွေဝဲနေမှာဖြစ်ပြီးတော့ရေခဲတောင်ဆိုတွေပေါ်လာမှာပါ။ Alice Collector Skin နဲ့အတူတူပြန်လာမဲ့ Collector Skin တွေကတော့ Valia, Blamont, လေးလားနဲ့အားလုံးတို့ပါဝင်လာမှာဖြစ်ပြီးတော့ Lucky Box Skin အနေနဲ့ဆိုလို့ရှိရင်လည်း Selena, Karine နဲ့ Moscow Skin တို့ပြန်ပါလာမှာဖြစ်ပါတယ်။ဒီလောက်တဲ့ Collector Skin ကိုလိုချင်ရင်အခုကတည်းက COE တွေကြိုးစုထားစေချင်ပါတယ်။အဆုံးထိကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျ။ AMD Game Shop မှာ Mobile Legends နဲ့ပတ်သက်တဲ့ Diamond တွေကိုဝယ်ယူနိုင်တဲ့အပြင် Game Account တွေကိုပါယုံကြည်စိတ်ချစွာရောင်းဝယ်နိုင်ပါတယ်ခင်ဗျာ။